င်္ဂလာပါမင်္ဂလာပါတပည့်အရှိကိုဘယ်လိုပုံစံချိန်မလဲ နောက်တစ်ယောက်ပြောင်းသွားတယ် နောက်တစ်ယောက်မပြောင်းမပြောင်းရင်ဘာလုပ်မှာ ဆက်မပေးဘူး မပြောင်းရင်မဆက်မပေးဘူးလေနော်โอเคနော်အဲ့ဒါဒီအဲ့ဒါရတဲ့တောင်းဆိုမှုနည်းနည်းကြီးတယ်စိတ်တကြောင်သူ့ကိုလုံးဝပြောင်းလဲအောင်တော့လုပ်ပြမှရမယ်နော်အဲ့တော့သူ့ဘယ်လိုပုံစံလေးပြောင်းလဲသွားမလဲဆိုတာပြီးမှတော့တစ်ချက်လိုက်ကြည့်လိုက်နော်ရုံလားရုံโอเคအဲ့ဒါလို့ရှိရင်ညီမတို့ဒီပုံစံလေးစပြီးချိန်လိုက်အောင်နော်Wanna know, want me to